ဒီနေ့ကလူငယ်တွေကြားမှာအကြီးအကျယ်ခေတ်စားနေတဲ့ crypto trading ဆိုတာကလော်လည်နဲ့ပတ်စံရတဲ့ပုံစံမျိုးလုံးဝမဟုတ်ပါဘူးတကယ်ဖြစ်နေရကလူတဲ့သူတရားမှာ90လောက်ကအရှုံးနဲ့ရင်ဆိုင်နေရတာပါဒီဗီဒီယိုမှာတော့ crypto ကိုစိတ်ဝင်စားပြီးမဲ့လမ်းပြောင်းနေတဲ့သူတွေအတွက် crypto trading ဆိုတာတကယ်ပဲပါလေဘာကြောင့်လူငယ်တွေကတာကိုစိတ်ဝင်စားလာကြတာလဲအရှုံးမရှိအောင်လို့ဘလို့နီးပညာတွေနဲ့စနစ်တကျလိစားရမလဲဆိုတာတွေကိုတေချာလေးရှင်းပြတော့ပါမယ်ဒီဗီဒီယိုကိုအဆုံးထိတေချာကြည့်တော့မယ်ဆိုလို့ရှိရင်တော့ဈေးကွက်ထဲမှာအလကအရှုံးပေးနေရတာမျိုးမဟုတ်တော့ဘဲနဲ့ကိုယ်တိုင်ဘယ်ကနေစားအောင်လဲဆိုတာကိုသိတော့ပါလိမ့်မယ်အရင်ဆုံးသိထားမှာက crypto ဆိုတာ cryptocurrency ကိုခေါ်တာဖြစ်ပြီးတော့ trading ဆိုတာကကြတော့ကုန်သွယ်မှုဒါမှမဟုတ်ဝယ်ရောင်းလုပ်တာကိုပြောတာဖြစ်ပါတယ်။ရွှေတို့ဒေါ်လာတို့အင်ဂျင်မီတို့ကိုဈေးပေါ်တဲ့အချိန်မှာဝယ်ဈေးတက်လာတဲ့အချိန်မှာပြန်ရောင်းပြီးတော့အမျက်ထုတ်ကြသလိုမျိုးပဲအင်တာနက်ပေါ်က digital ငွေကြေးတွေကိုစနစ်တကျခွဲခြမ်းစိတ်ဖြာပြီးတော့ဝယ်ရောင်းလုပ်တဲ့ပညာဖြစ်ပါတယ်။ဒီစနစ်ကဗဟုဗန်တွေဒါမှမဟုတ်အစိုးရတွေရဲ့ထိန်းချုပ်မှုမရှိဘဲနဲ့ blockchain ဆိုတဲ့လုံခြုံရေးနည်းပညာပေါ်မှာ24နာရီပတ်လုံးနဲ့ပတ်နေတာဖြစ်ပါတယ်။ကမ္ဘာလုံးဆိုင်ရာဈေးကွက်ကြီးလို့လည်းပြောလို့ရပါတယ်။အခုကလူငယ်တွေဒီလုပ်ငန်းကိုစိတ်ဝင်စားရတဲ့အဓိကအချက်နှစ်ချက်ရှိပါတယ်။ပထမဆုံးချက်ကတော့ပုံမှန်လုပ်ငန်းတွေလိုအရင်ဒီသိန်းနဲ့ချီမလိုဘဲနဲ့ကိုတက်နိုင်တဲ့ပမာဏနည်းနည်းလောက်နဲ့စပြီးတော့လေးလာလို့ရလို့ပါ။ဒုတိယတစ်ချက်ကတော့ဒီဈေးကွက်ကစနေတနင်္ဂနွေဆိုပြီးတော့ပိတ်ရမရှိဘူး24နာရီလုံးလုံးလည်းဖွင့်ထားတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အရင်အလုပ်ဒါမှမဟုတ်ကျောင်းစာသင်ချိန်တွေအပြင်အားလက်တဲ့အချိန်ကိုပေးပြီးတော့လေးလာလောက်ကန်နိုင်တဲ့အခွင့်အလမ်းရှိနေပါတယ်ဒါပေမဲ့အရေးကြီးတာက crypto ဈေးကွက်ဆိုတာကဈေးနှုန်းအတက်အကျအယမ်းမြန်တာဖြစ်တဲ့အတွက်အမြတ်ရနိုင်စေရှိတယ်လို့မျိုးဆုံးရှုံးနိုင်စေလည်းအယမ်းများရဲဆိုတာပေါ်မှာတခါတည်းသတိထားမှဖြစ်ပါတယ်crypto trading မှာလူတွေလောက်တာများတဲ့အဓိကပုံစံ2မျိုးရှိပါတယ်။ပထမတစ်ခုကတော့ spot trading မှာဒါကတော့ coin တစ်ခုကိုကိုယ်ရိုင်းအပိုင်းဝယ်ဈေးတက်လာမယ့်အချိန်ထိစောင့်ပြီးမှပြန်ရောင်းတဲ့ပုံစံမှာရွှေဝယ်တာမျိုးနဲ့တူပါတယ်။ဈေးနှုန်းဘလောက်ပဲကြာကြာကိုယ်စီမှာ coin ကအပိုင်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးပြန်တက်လာတဲ့အထိစိတ်ရှိရှိနဲ့စောင့်နိုင်နေဆိုလို့ရှိရင်အန်ဒီရဲ့နေတဲ့ပုံစံဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ futures trading မှာဒါကတော့ဈေးကွက်ထဲက coin တွေရဲ့ဈေးနှုန်းအတက်ဒါမှမဟုတ်အကျကိုစနစ်တကျခံမှန်းပြီးတော့နှစ်ဖက်လုံးကနေအမျက်ရှာတဲ့ပုံစံဖြစ်ပါတယ်။ဒီနေရာမှာကိုယ့်ရဲ့အရင်ထက်အစားပေါင်းများစွာပိုပြီးတော့ trading လုပ်နိုင်နေဆိုတဲ့ leverage ဆိုတဲ့စနစ်ရှိပါတယ်။အများဆုံးမြန်နိုင်တယ်လို့မျိုးစီကံမရှိလို့ရှိရင်စက္ကန့်မိုင်အတွင်းကိုယ်မှာရှိသမျှဖက်စာအကုန်လုံးကုန်သွားနိုင်တဲ့အထိအန်ဒီရဲ့အယမ်းများတဲ့ပုံစံဖြစ်ပါတယ်။တကယ်လို့ကိုကဒီလောကတွေကိုခုမှစပြီးတော့ဝင်မဲ့သူဆိုလို့ရှိရင်ဒီအချက်တွေကိုမဖြစ်မနေသိထားရပါမယ်။ပထမဆုံးအနေနဲ့လောင်းကစားလို့စိတ်တဲ့မျိုးတညအိတ်အတွင်းလွယ်လေးနဲ့တထေးဖြစ်တဲ့စိတ်တဲ့မျိုးနဲ့ဒီဈေးကွက်တွေကိုလုံးဝချေမလန်းပါနဲ့။ crypto ကအရေးချင်းရှိသလားအကျိုးမြတ်ရနိုင်တယ်လို့မလေးလာရင်လည်းစက္ကန့်မိုင်အတွင်းပြကျသွားနိုင်တဲ့ high risk high return ဈေးကွက်တစ်ခုဖြစ်ပါတယ်။အလွယ်ရစင်တဲ့စိတ်နဲ့ဝင်လာတဲ့သူတွေကဈေးကွက်ရဲ့သားကောင်ပြုတ်သွားကြတာများပါတယ်ဒုတိယတစ်ချက်ကတော့ဈေးကွက်ထဲက chart တွေဈေးကွက်ရဲ့လာရတွေနဲ့နီးပညာပိုင်းဆိုင်ရာခွဲခြမ်းစိတ်ပြောင်းမှုတွေကိုတိတိကျကျအချိန်ပေးပြီးတော့အရင်ဆုံးလေ့လာဖို့လိုတယ်ဈေးကွက်ရဲ့သဘောတဘာဝအရာဈေးနှုန်းကဘယ်နေရာကနေပြန်ကွေးတက်လဲဘယ်နေရာမှာအယောင်းဝယ်အားပြည့်လဲဆိုရဲဈေးကွက်ဖွဲ့စည်းပုံတွေနီးပညာပိုင်းဆိုင်ရာအထောက်အကူပြု indicator တွေကိုစာတွေ့ရောလက်တွေ့ပါ track ရအောင်လို့အရင်လေ့လာရပါမယ်။ဘာမှမသိဘဲနဲ့ကန်ဆယ်မဲနိုင်တယ်လို့မျိုးရောင်းဝယ်တာမျိုးကကိုယ့်ရဲ့ပတ်စံကိုကိုယ်တိုင်ထိုင်ဖြုံးနေရတဲ့အထူးတူပါပဲ။တတိယချက်ကတော့ဘေးရေးကြီးဆုံးချက်ပါ။ကိုဘဝအတွက်မရှိမဖြစ်လူအပ်တဲ့နေ့စဉ်အသုံးစရိတ်တွေចောင်းလာခတွေစီးပူးဝါခတွေဒါမှမဟုတ်သူများစီကနေပြီးတော့အတိုးနဲ့ချေးထားတဲ့ချင်းငွေတွေနဲ့လုံးဝ crypto မလုပ်ဖို့ပါဘာလို့လဲဆိုတော့ငွေကြီး PR ရှိနေတယ်ဆိုလို့ရှိရင်ဈေးကွက်ထဲမှာမှန်တဲ့အဆုံးဖြတ်ချက်တွေကိုလုံးဝချနိုင်မှာမဟုတ်ဘဲနဲ့စိုးရိမ်စိတ်နဲ့ပဲမှားတဲ့ trade တွေကိုခဏဝင်မိတတ်လို့ဖြစ်ပါတယ်ကိုယ်အနေနဲ့ဆုံးရှုံးသွားမယ်ဆိုလို့ရှိရင်တော့ဘဝပြတ်မသွားနိုင်တဲ့ပူရှန်တဲ့ငွေဒါမှမဟုတ်ကိုတက်နိုင်တဲ့ပမာဏလေးနဲ့ပဲလက်တွေ့စံတတ်မှုတွေကိုစတင်ပါတယ်။စေအေးစားပြီးတော့လုံနိုင်တဲ့ပူရှန်တဲ့ငွေနဲ့ကစားမှာပဲဈေးကွက်ကိုကောင်းကောင်းထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် crypto trading ဆိုတာကစနစ်တကျအချိန်ပေးပြီးတော့ပညာရဲ့တစ်ခုလိုမျိုးလေးလာရင်ကိုယ့်အတွက်အကွက်အလန်ကောက်တစ်ခုဖြစ်လာနိုင်နေဆိုပေမဲ့မလေးလာပေနဲ့ဝင်လို့ရင်တော့ကိုယ့်ရဲ့ပတ်စံတွေကိုအလဟတ်ဆောင်းရှုံးသွားစေမယ့်နေရာဖြစ်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုး crypto နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ crypto pixel ရဲ့ channel ကို subscribe လုပ်ထားလို့ရပါတယ်။နောက်ပြီးတော့ crypto နဲ့ပတ်သက်တာတွေကိုဘာပဲဖြစ်မေးခြင်းနဲ့ဆိုလို့ရှိရင်လည်း Telegram group ကို join ထားလို့ရပါတယ်။တကယ်လို့ crypto exchange တွေထဲမှာ leverage အများဆုံးရတဲ့ exchange coin အသစ်တွေကိုအစောဆုံး list တဲ့ exchange fees အနည်းဆုံး exchange ကိုသုံးစင်နေဆိုလို့ရှိရင်တော့
Maxi မှာအကောင့်ဖွင့်လို့ရပါတယ် Maxi အကောင့်ကိုအခုပြထားတဲ့ Crypto Pizza ရဲ့ referral code ကိုသုံးပြီးဖွင့်မယ်ဆိုလို့ရှိရင် spot trading fees ရဲ့ 20% ကိုတစ်ပတ်လုံး discount ရမယ်အပြင် Crypto Pizza ကနေပြီးတော့လုပ်ပေးတဲ့ campaign တွေမှာလည်းအမြဲပါဝင်ခွင့်ရမှာဖြစ်ပါတယ်ဆိုတော့ Maxi အကောင့်ဖွင့်မယ်ဆိုလို့ရှိရင် Crypto Pizza ရဲ့ referral code ကိုသုံးပြီးတော့အကောင့်ဖွင့်ဖို့မမိပါနဲ့เนาะနောက်ထပ်ဒီတက်ပို့ပြီးတော့ကောင်းတဲ့ video တွေနဲ့ပြန်လာခဲ့ပါမယ်